Manchester United အသင်းရဲ့မူလအားကစားကွင်းဆိုင်းဘုတ်တစ်ခုကိုလေလံတင်ရောင်းချသွားမှာဖြစ်ပြီးခံမှန်းခြေပေါင်6000ခန့်ရရှိနိုင်ကြောင်းသိရပါတယ်။1992ခုနှစ်တုန်းက Old Trafford အားကစားကွင်းရဲ့ Stratford End ပွဲကြီးစဉ်တန်းမှာရှိတဲ့အဆိုပါဆိုင်းဘုတ်ကိုဖြုတ်သိမ်းစဉ်တုန်းကအသင်းမန်နေဂျာဟောင်းဆာမတ်ဘက်စပီကိုတိုင်လက်ရှိပိုင်ရှင်ဖြစ်သူကိုတင်စီခွင့်ပြုခဲ့ကြောင်းလေလံဌာနမှပြောကြားခဲ့ပါတယ်။အဆိုပါရောင်းချသူဟာ1994ခုနှစ်မှာကွယ်လွန်ခဲ့တဲ့ဆာမတ်ဘက်စပီနဲ့အလွန်ရင်းနှီးသူဖြစ်ကြောင်းလည်းသိရပါတယ်။အဆိုပါဆိုင်းဘုတ်အပြင်ခရစ္စတီယာနိုရိုနယ်ဒိုဟာမန်ယူမှာရှိစဉ်တုန်းကလေ့ကျင့်ရေးအပြီးအမိုက်ပုံးအတွင်းပြစ်ထည့်ခဲ့တဲ့ရွှေရောင်ဘောလုံးကန်ဖက်နှက်တစ်စုံကိုလည်းလေလံတင်မှာဖြစ်ပြီးတော့ခန့်မှန်းခြေပေါင်1000ခွဲရှိနိုင်ကြောင်းသိရပါတယ်။အဆိုပါ2004ခုနှစ်ထုတ် Nike Vapor ရွှေရောင်ဖက်နှက်ကိုအသင်းမှာ46နှစ်ကြာတန်ရှင်းရေးလုပ်ကင်ခဲ့သူတိုနီဟေးဝူဆိုသူကလေ့ကျင့်ရေးအပြီးအမိုက်ပုံးထဲကနေကောက်ယူသိမ်းဆည်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။လေလံတင်မဲ့အားကစားကွင်းဆိုင်းဘုတ်ဟာ Manchester United ဆိုတဲ့အမည်နဲ့3ပေအမြင့်ရှိတဲ့စလုံးများထွင်းထားပြီးအောက်ခြေမှာဘောလုံးကလပ်ဆိုတဲ့အဖြူအောင်စလုံးငယ်12လုံးပါဝင်ပါတယ်။ဆိုင်းဘုတ်မှာအရင်ကအလင်းရောင်ရှိစေဖို့အသုံးပြုခဲ့တဲ့နီယိုမီးချောင်းများမပါဝင်တော့ဘဲစလုံးများရဲ့အခြေအနေများဟာလည်းတစ်ခုနဲ့တစ်ခုမတူညီပဲဟောင်းနှံမှုများအနည်းနဲ့အများရှိနေပါတယ်။အဆိုပါပစ္စည်း2မျိုးစလုံးကိုဧပြီလ28ရက်နေ့မှာ Northern Shire ပြည်နယ် Wimberley Bros မြို့မှာလေလံတင်ရောင်းချသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။